December Patama Ketika Christmas Niati Bikin dia loka Jualan jenis Saindio Kena cuma Sini Mengayu Ube Betul Kejap Wero Papa Cici Meta Tadano Sude Tiga Chene Nobody can get it. America Paka Uncle Yeta. So the Tiga Chene, Senatomaru, nobody can get it. Chichen Yeta, the Dano, Badido Dado, so that he Cheto, the John. ဘုရားရှင်ကျွန်တော်တို့အတွက်သူ့ရဲ့တရားတော်နဲ့ဒီဖန်ဆင်းတယ်လို့ကျွန်တော်တို့ကတန်ဖိုးထားပြီးတော့ညှပ်လို့ပြီးတော့မပြည့်စည်မဆုံးရှုံးစေခြင်းတဲ့သဘောတဘာဝတွေကိုကြားနာကြရတဲ့အတိုင်းအအိုးဝေရမေတ္တာကိုဆင်ခြင်တဲ့အခါမှာလေအဲ့ဒီမေတ္တာအရှင်သခင်ကိုယ်တော်တိုင်ပဲဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့သိမြင်ခံစားရပါတယ်။ဒီအဖြစ်ချစ်ချင်းမြတ်တာဆိုတာဘုရားရှင်ပဲ။ဘုရားရှင်ဟာချစ်ချင်းမြတ်တာပဲ။နှုတ်ကပတ်တော်မှာပေါ်ပြတဲ့အတိုင်းကျွန်တော်တို့ချစ်ချင်းမြတ်တာလို့ပြောပြီးတော့လက်တွေ့လောကဆင်းရဲရောက်နေတဲ့သူတွေကိုဥပ္ပက္ခပြုမယ်ဆိုရင်လိမ်လည်နေတဲ့သူတွေဘုရားပြောတဲ့သူတွေဘုရားရှင်ကိုမချစ်တဲ့သူတွေဘုရားရှင်ကိုတကယ်ချစ်တဲ့သူကကိုမြင်တွေ့နေရတဲ့သူအချင်းချင်းကိုချစ်ရမယ်ဆိုတဲ့ချစ်တယ်ဆိုတဲ့သဘောတဘာဝတွေနှုတ်ကပတ်တော်ကိုခံရရတယ်ဒီနေ့ဆက်လက်ပြီးတော့ Christmas နဲ့ဆိုင်တဲ့အကြောင်းတရားကိုရောက်လာကြတဲ့ဒီကုမောမလို့ကိုဆောင်ပြများလို့နဲ့အတူခံယူဖို့ဘုရားရှင်ဒီမှာကျွန်တော်တောင်းတဲ့ဒီနှုတ်ကပတ်တော်များများအားဖြင့်ကျွန်တော်ကိုပေါ်ပြပါတယ်။ဒါကိုအစီအစဉ်ဆွဲနေတဲ့အတိုင်းအဓိကအချက်ကိုတင်ဖို့ရွေးတဲ့အခါမှာပထမဓမ္မတည်ခြင်းဆိုသွားတဲ့တည်ခြင်းစာနာကိုလည်းကျွန်တော်ကပြီးလိုက်ပါနှုတ်ချစ်မွတ်ဆိုပြီး more than time and terror ဒီမှာ Christmas အပွေကိုနားထောင်နေတဲ့ unspeakable wordပြော၍မကုန်နိုင်တဲ့ဝမ်းမြောက်ခြင်းကိုနားထောင်ရင်းနဲ့ဘုရားရှင်ရဲ့မြတ်တာဘုရားရှင်အကြောင်းကိုစဉ်းစားတဲ့အခါခရစ်စမတ်အကြောင်းကိုစဉ်းစားတဲ့အခါ peace joy hope ရည်တဲ့ခြင်းဝမ်းမြောက်ခြင်းနဲ့မျှော်လင့်ခြင်းဟာဒီမြတ်တာရဲ့သဘောတဘာဝကိုရောင်ပြန်အပ်နေတယ်ဆိုတာကိုကျွန်တော်ခံစားရပြီးတော့မှအတော့ပြပါတော့တဲ့ဒီရှာယ53ကိုဖတ်လိုက်တဲ့အခါကြည်ကြည်လို့ပြီးတော့အားရဆိုတော့ဘယ်လိုဆိုမှများကျွန်တော်ဒီစကားကိုသုံးတော့မတော်တမျိုးလေးဖြစ်အောင်ဖြစ်ပါဒါတော့ရေးရေးဆက်ဆက်ထုံးနေခြင်းနှိမ့်ဆက်ခြင်းရင်ပန်းခြင်းခံရတဲ့အကြောင်းကိုကြည်ကြည်လို့စရာတွေ့ချင်တော့မယ်လောကဆုံးမဲ့တာကမှန်ပါတယ်ကိုရောဘက်ကနေကြည့်ရင်တော့အင်မတန်မှရက်ဆက်နာကြီးစရာမနစ်မြို့ပဲဒါပေမဲ့အဲ့ဒါဒီအားလုံးကိုသူကဘာဖြစ်လို့ခံယူသွားသလဲဆိုတော့ကျွန်တော်တို့ရဲ့လူမြောက်ခြင်းအတွက်လူသားတွေရဲ့ကယ်တင်ခြင်းအတွက်
ကိုတော်တိုင်ကခြေနဲ့စွာအားရစွာဝမ်းမြောက်စွာနဲ့ပြီးဆက်သွားတာလားဒီကြီးကရှင်ပြန်ထမြောက်တော်မူတဲ့အခါအင်မတန်ပြတ်သားစွာပေါ်လွင်ထင်ရှားနေရှိတယ်ဒါကြောင့်အဲ့ဒီအရှင်သခင်ကိုအဲ့ဒီမြတ်တာတော်ကိုခံယူရတဲ့နှလုံးသားအနေနဲ့ဒီကျမ်းစာတွေကိုဖတ်ပြီးတော့ဆင်ခြင်လိုက်တဲ့အခါကျွန်တော်စိတ်ထဲမှာကြည်ညိုနေအားရတယ်ဆိုတာကဘယ်သူကိုပုံဖော်ရမလဲလို့ရှာလိုက်တော့စောစောကဆိုချမ်းပတ်သွားတဲ့ရှုမောင်ပါပြီစေတလို့ဆိုတယ်ကျွန်တော်ဒီရှိကြောင်းကိုကျမ်းစာထဲမှာဖတ်ရင်ဘယ်လိုအတူတူဒီပေါ်မှာသွားနေရင်ပုံကြိုက်ကြလာတဲ့အခါကိုတော်ကအိတ်နှစ်ချက်ချက်အိတ်ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုတော်ရှိနေတာကိုစိတ်ချပြီးတော့ဘာမှမစိုးရိမ်ပဲနဲ့ကျွန်တော်တို့ကစားတဲ့အားကစားတွေပေါ့အားကစားပေါ်လာဘယ်လိုလဲ poster roller အဲ့ဒီညွှန်ဆိုပေါ့အဲ့ဒါကိုစီးနေတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်သာအဲ့ဒီဒီလိုတွေနဲ့အဲ့ဒီဒီထဲမှာရှိပြီးတော့ကိုတော်ရှိနေတယ်ကိုတော်တိတ်နေတာတွေ့အဲ့ဒီပုံတိုင်းတဲ့ဒီကိုကျွန်တော် roller coaster ကိုစီးပြီးမှလည်းကျွန်တော်စိတ်ထဲခံစားရတယ်။ဘာလို့လဲဆိုတော့ကိုတော်ရှိနေတာဘာမှဆွေးကြမှာမရှိဘူး။ကိုတော်ရှိနေတဲ့နေရာကိုတော်နဲ့အတူရှိနေခြင်းကဘယ်လိုပုံတိုင်းဘယ်လိုဒုက္ခဘယ်လိုခက်ခဲတွေရမလဲကြောက်စရာမလိုဘူးဒါပေမဲ့တပည့်တော်တွေကတော့ဒါကိုကြောက်တယ်မကဘူးဆိုရင်ဒီကိုရောကိုခေါ်လို့ပြီးတော့ကိုရောကငြိမ်းနေတဲ့အခါမှာလည်းသူတို့ကဟာဒီလူကဘယ်လိုလူကြီးလဲဘယ်လိုလူကြီးလဲဆိုတဲ့သဘောတွေဒါတွေအားလုံးကိုကျွန်တော်ကဒီခေရှာရကျွန်တော်တို့အတွက်တရားဓာတ်ချက်တွေနဲ့ခံစားသွားတဲ့အကြောင်းကိုဖတ်လိုက်တဲ့အခါစိတ်ထဲမှာဒီသခင်ကိုနှလုံးသားထဲမှာအရှင်သခင်ဖြစ်တဲ့လက်ခံရတဲ့ယုံကြည်ရတဲ့အခွင့်ကျေးဇူးကြီးမားပါလားဆိုပြီးတော့ကြည်ညိုနေပြီတာကိုကျွန်တော်ကဘယ်လိုပေါ်ပြရမလဲဆိုတာကိုဒါကကျမ်းစာတွေကပဲလိုက်ရှာတယ်ကျုပ်အောင်ကြောင်းကိုဖတ်လိုက်တော့ကလေးလေးပဲအခုတော့တကယ်တကူကိုပြနေတဲ့အရှင်ဘုံမာလုံးကနှကောင်မှစပြီးတော့မျက်စိကန်းတဲ့သူတွေလက်ချေတည်နေတဲ့သူတွေနုနာဆွဲနေတဲ့သူတွေတည်နေတဲ့သူတွေတော့ရှင်နေတဲ့သခင်အဲ့ဒီသခင်နဲ့ရှိနေတဲ့တပည့်တော်တွေမယုံနိုင်ဘူးနားဘူးလေဒါပေမဲ့ရှုံကြီးကတော့အဲ့ဒီကလေးလေးအရွယ်တွေကဒီသူငယ်တော်ကိုလာပြီးတော့ပွင့်ပိုက်ချီပြီးတော့ဟာနောက်ဆုံးသူတို့ကဘာသိကြလို့ကျွန်တော်ကျမ်းစာလေးကိုပြန်ပြီးတော့အစိုးရတော်တို့ရှင်ဗျာဒိတ်တော်အတိုင်းကိုတော်ဤကျွန်သည်ညီဝတ်စွာစုပြရသောခွင့်ကိုတော်သည်ယခုတွင်ပေးတော်ကျူမောကြီးဖတ်လိုက်တာကိုကျွန်တော်ကဒါလည်းဝေစားပြီးတော့ခံစားရတာဟာကျွန်တော်လည်းသိပြပြီးဆိုတဲ့ဘောကျွန်တော်တို့ဆိုတော့ကျွန်တော်အောင်းစင်ကတ်တဲ့အတိုင်းတိတ်တော့မကြိုက်ဘူးလို့ဖြစ်တယ်ကျွန်တော်ကနာမပြုနေတာနဲ့ပြန်ပြီးတော့မိမောင်ထိုးနေတာတွေကစကားပြောလို့ဖြစ်တယ်တကယ်တော့ကောင်းစင်ကလှုပ်ဖြစ်မဆူမရှိခဲ့မှာဘာမှမပြောတော့ပဲမပြောတော့ပဲနဲ့အဲ့ဒီနှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ပဲကျွန်တော်တို့အဖြေရသွားတာကိုများဖြစ်မလားလို့စိတ်ကူးတယ်အဲ့ဒါကိုပြန်ပြီးတော့အကျိုးကြောင့်ရှင်းနေတာလည်းတော်တော်လေးတော့ပြောပြီးသွားပြီ။ဒါပေမဲ့ဒီရှုမောင်ကြောင့်ကြတယ်ကျွန်တော်မပြောတော့ကျွန်တော်ကသူ့ရဲ့ခံစားချက်ဒီသူငယ်တော်ကိုလာဖွင့်ချပြီးတော့မှမေတ္တာရီနဲ့ယောသကအားတဲ့အဲ့ဒီဘတ်ကျုံတာသူကတော့မ
မတိယောဘီကိုတော့ကျွန်တော်စုတည်တဲ့အခွင့်ကိုတင်းပြီးဆိုတာကျွန်တော်ဘုရားသခင်ကိုသိပါကိုတော့ဒီမှာတော့မှလာတဲ့လူကိုဆိုပဲကိုယ့်ကိုယ်ကိုကြည့်တဲ့သူတွေကိုကျွန်တော်ဘယ်လိုသိချင်အောင်ပြောရဒါတော့မဟုတ်ရဲ့ဒီရှိမှရဲ့အကြောင်းကိုကျွန်တော်တက်တည်ပြဟုတ်ရဲ့ဘုရားသခင်ကကျွန်တော်တို့က confirm လုပ်ပြီးညကဒီနေ့သာဒီနေ့တို့ကလည်းလူလူလတ်ရှာလိုက်ပါဆိုတဲ့မနေ့9နိုင်ချိုးပြင်ရောက်ကျွန်တော်ရှိကလေး4နိုင်9နိုင်ရောက်ခဲ့တာထွက်ဒီလည်းပြပြီးတော့နော်နေပြီးတော့မအိမ်မသာတွေများဖြစ်လာအာနာကဘုရားသခင်အခုမသိရင်ဘာမှမဖြစ်ဘုရားရဲ့ရှင်ပဲအပ်ပြီးတယ်ညကပဲဘုရားသခင်ကဖြစ်ပြီးတယ်အနာမထိုင်နေတဲ့ဒီအစလုံးကဆရာတွေကကျမ်းစာဖတ်ပါကျမ်းစာဖတ်ပါပြောတာဒီဆရာတွေကစိတ်ရှိကြပြောတာဟုတ်မလို့ဆရာကြီးပြောတာနာကြီးလို့လည်းကြီးပြောတယ်နာကြီးလို့ကျမ်းစာဖတ်တယ်ဖတ်လို့လည်းဖတ်တာပဲဘာသာရေးရခရစ်တိကျမ်းစာဖတ်ရမယ်ဆိုတဲ့သဘောလားဒါပေမဲ့ဆရာအခုဒီနှလုံးသားတွေကခံစားသွားရတဲ့ဒီအရှင်သခင်ရဲ့တက္ကະတဲ့သားရဲ့ဖြစ်သွားတဲ့အခါမှာရှင်ကျုံးတယ်သူကနေရှင်ပြောလို့အရင်သူများတွေဟောတာပြောတာတဲ့ကြားရတာနားထောင်နေရတာတဲ့နှလုံးသားထဲကနေပြီးအဲ့ဒါကိုခံစားရတာဘယ်လိုကြည်နူးဘယ်လိုလာရမလဲဘယ်လောက်ငြိမ်သက်ခြင်းနဲ့ပြီးတော့အဲ့ဒီမှာသူများကိုခွင့်လွှတ်တယ်ဆိုတာကြင်ကြံယူရတဲ့ကိစ္စမဟုတ်ဘူးသူများကိုနားလည်ပေးတယ်ဆိုတာကျိုးစားပြီးလုပ်ရတဲ့အားရမဟုတ်တော့အင်မတန်ဒီနှလုံးသားတွေကနေအလုံးလုံးပေါ်ထွက်လာနေတယ်ဆိုတာလို့ခံစားရတဲ့အကြောင်းကိုသူကဒီဘုရားရှင်တို့ကြည့်ပြောလာကျွန်တော်တို့ဆိုတော့ကျွန်တော်ကတင်းဆရာဖြစ်လို့တရားဟောပြီးတော့ဆွေးနွေးပြီးတော့ပေါ်လာတာဟုတ်တယ်ဒါပေမဲ့တရားလို့ရှောက်ရင်ဘုရားရှင်ဒီမှာကျွန်တော်တောင်းဒီတနည်းအားဖြင့်ပြောလိုက်တာကိုကျွန်တော်ကြားတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းရှိပါမယ်သိကြအင်္ဂါကျွတ်တော့တင်းတော့ဘုရားရှင်ကျွန်တော်ပို့ခဲ့ဘာပဲဖြစ်ဖြစ်သိကြပြီးဆိုတဲ့ခံစားချက်ကိုဘုရားရှင်ဒီချက်တော်ကိုဆိုတော့မကြောကျွန်တော်ပြောခဲ့တော့ကတုံ့ပြန်ဖတ်တာရောဆွချာကဆောင်ပြီးဖတ်သွားတဲ့အခါမှာခရိုင်လာပြီးတော့ကိုယ်ပဲကိုပြည့်တယ်လို့ပဲအထူးသဖြင့်ကျွန်တော်ညချင်းတဲ့တော်များကပို့ပြီးတော့ဆိုတာကကျန်တဲ့ဖတ်ရင်တော့သိတာမဟုတ်ဘူးဒီလိုရှိတယ်ရောင်းချဝယ်ပါလို့ကျန်တယ်ဒါတည်းကျန်တဲ့ဖတ်တဲ့အချိန်မှာတော့ပြန်လာလို့ဆရာရှိတယ်ဖတ်ဆရာရှိတယ်ဘာနည်းဘုရားရှိခိုးရဲ့ချိန်မှာကျူးစားပြီးတော့အာယုံစိတ်ကြတယ်တရားဟောတဲ့အချိန်တရားဟောတဲ့အချိန်နဲ့နည်းနည်းတော့ကြီးရတယ်တော့ပဲဆရာဟောမယ်ဆိုရင်ကိုဆရာလည်းဆရာလည်းစသဖြင့်ချက်တော်လို့ဆိုတယ်ဒါကြောင့်ဒီနေ့ဘုရားရှင်ကိုယ်တော်တိုင်ကလောကကိုကြွလာပြီးတော့သူ့ရဲ့အသက်ရှင်သောနှုတ်ကပတ်တော်ဒီဟူသောသူကိုယ်တိုင်ကဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကိုပြောဆိုနေတာမိတ္တရာဖွဲ့နေဒါကြောင့်တော့မဲ့ဆရာဒီလာက Christianity ကျွန်တော်ခရစ်ယာန်က religion ဘာသာမှု relation တရားနဲ့မိတ္တရာဖွဲ့ပြီးအသက်ရှင်တော်မူသောဘုရားနဲ့ကျွန်တော်တို့ကသွားနေရလာနေရပြောတယ်ဆိုတယ်စားတယ်တောက်တယ်ဒါကြောင့်ကျွန်တော်ကတောက်တော်ဝါဒနာပါတဲ့မိတ်ဆွေတွေတွေ့တောက်ပါဘုရားသခင်နဲ့တောက်ဆံဒီလောကမှာဘုရားသခင်နဲ့ကင်းကွာပြီးဘာမှလုပ်လို့ဘုရားနဲ့အတူရှိကျတော်လို့ဆိုတယ်။ဒါကြောင့်ဒီနေ့နှုတ်ဖြင့်ဝတ်စုမမြင်နိုင်တဲ့ဤနဲ့နေမှုတရားရှင်နှုတ်ကပတ်အဖြစ်ကျွန်တော်တို့ခံစားနိုင်အပ်လို့ပါ။ဒါ
လောကကိုကြွလာပြီးဝိပွားခြင်းခံတော်မူသောကုသိုလ်တိုင်းဝိညာဉ်တော်အားဖြင့်ကျွန်တော်ကျမတယောက်စီတယောက်စီကိုသုံးသင်လမ်းပြကောင်းချီးပေးပါစေကျွန်တော်ကိုယ်တိုင်ခံစားရတဲ့သို့လုပ်ဖို့ဆောင်တဲ့ဒီလိုမှဒီလိုလေခံစားနေလို့ဆရာရှင်ဝိညာဉ်တော်ပြေတင်လမ်းပြကောင်းချီးပေးပါစေနောက်ဆုံးကျွန်တော်ဒီဓမ္မတည်ခြင်းအားဖြင့်ခံရဓမ္မတည်ခြင်းပတ်နေကိုယ်တော်၌ဝမ်းမြောက်လို့ရှိဒီတည်းအားဖြင့်ချုပ်မှတ်ရမယ်ဤစီရဲ့ချုပ်မှတ်တော်သူတတ်ရှင်တော်သူကျွန်တော်ဓမ္မတယောက်စီအားဘယ်လိုဒီလောကကြီးမှာအသက်ရှင်ရမလဲဆိုတာကိုဒီဓမ္မတည်ခြင်းသုံးပိုက်ကိုအားရပါရနဲ့ဒီဆိုရှိမှပြီးတဲ့နောက်ဆရာတော်မူအားဖြင့်ကောင်းကြီးခံပါ